သူမရဲ့အသေးအတန်ယောဂအတွက်ကုသမှုပုံစံကိုရွေးချယ်ရမယ့်နေမှာသူမရဲ့ချစ်သူဟာနောက်ထပ်10နှစ်လောက်အသက်ဆက်နိုင်မဲ့စိတ်ချရတဲ့နီလန်းကိုမရွေးချယ်ခဲ့ဘူးအသက်ရှင်နှုန်း100%တောင်မရှိတဲ့ခွဲစိတ်မှုမျိုးကိုသူတိုက်ရိုက်ရွေးချယ်လိုက်တယ်အဲ့ဒီအချိန်မှာပဲသူမလည်းကျွန်တော်လိုပဲအတိတ်ဘဝကနေပြန်လည်မွေးဖွားလာသူဖြစ်ကြောင်းကျွန်တော်သိလိုက်ရတယ်ကျွန်တော်တို့ရဲ့အတိတ်ဘဝတုန်းကဒီလိုရွေးချယ်မှုမျိုးနဲ့ရင်ဆိုင်ရချိန်မှာသူမဟာလုံးဝစိတ်သက်ကြပြီးပြိုလဲနေခဲ့တာအဲ့ဒီတုန်းကသူမကိုကယ်တင်ဖို့အတင်းကျပ်တိုက်တွန်းခဲ့တာကကျွန်တော်မှရှိသမျှအရာအလုံးကိုရောင်းချအကျွေးတွေပုံနေအောင်တင်ပြီးအကောင်းဆုံးဆိုတဲ့ဆရာဝန်ကိုလိုက်ရှာခဲ့တာနောက်ဆုံးမှာတော့အံ့ဖွယ်ဖြစ်ရတစ်ခုတကယ်ဖြစ်ခဲ့တယ်ခွဲစိတ်မှုကအောင်မြင်သွားခဲ့တာပေါ့သူမကျမ်းမာရေးပြန်ကောင်းလာခဲ့ပေမဲ့မကြခင်မှာပဲကျွန်တော်ကိုလမ်းခွဲသွားခဲ့တဲ့အကျွေးတွေကကျွန်တော်ကိုဖိစီးနှိပ်စက်ခဲ့ပြီးနားရမရှိအနားယူခြင်းမရှိအလုပ်တွေပြီးနေခဲ့လို့ကျွန်တော်ကျမ်းမာရေးလည်းတဆဆနဲ့ပျက်စီးလာခဲ့ရတယ်တနေ့မှာတော့ဖုန်းကြည့်နေရင်ဗီဒီယိုတစ်ခုကိုတွေ့လိုက်ရတဲ့ဆိုင်ကယ်စီးဝါသနာရှင်တယောက်နဲ့သူ့ချစ်သူဟာမတော်တဆမှုဖြစ်ခဲ့တဲ့နာရီသတင်းမှာယူရူရန်ဆိုတဲ့နာမည်ကိုမြင်လိုက်ရတဲ့အချိန်မှာကျွန်တော်ရင်ဘတ်တစ်ခုလုံးစူးအောင်သွားပြီးမျက်စိရှိမှအမှောင်ကျသွားတော့တာပဲပြန်ပြီးမျက်လုံးဖွင့်လိုက်တဲ့အချိန်မှာတော့လွန်ခဲ့တဲ့2လကအချိန်ကိုပြန်ရောက်နေခဲ့ပြီအဲ့ဒီရင်းနှီးနေတဲ့စေယုံခန်းထဲကိုပြန်ရောက်နေပြီးရင်းနှီးနေတဲ့အတန်တစ်ခုကိုထပ်ကြားလိုက်ရတယ်ကျမခွဲစိတ်မှုခံယူမဲ့တဲ့လူလူရန်ဟာကတင်ပေါ်မှာမိထိုင်နေရင်ဖြူဖြော်ပြီးပိန်ကျုံနေပေမဲ့သူမရဲ့မျက်လုံးတွေကတော့ပြတ်သားပြီးတည်ငြိမ်နေတဲ့အဲ့ဒီအခါမှာသူမလည်းပြန်လည်မွေးဖွားလာတာတေချာသွားပြီဆိုတာကျွန်တော်သိလိုက်ရတယ်ဒီလောက်စိုးရင်ရတဲ့ခွဲစိတ်မှုကိုဒီလောက်အထိတည်ငြိမ်ရင်ဆိုင်နိုင်ဖို့ဆိုတာဒီဘဝကိုတစ်ခါကြုံဖူးပြီးသားလူမှပဲဖြစ်နိုင်တာလေဆရာဝန်ကြီးဝမ်ဟာလူနာတယောက်ကဒီလောက်မြင်မြန်ဆန်ဆန်ဆုံးဖြတ်ချက်ချတာမျိုးကိုတခါမှမမြင်ဘူးခဲ့တာသိတာပါတယ်ကောင်းပြီလေ2လအတွင်းမှာအလူရှင်နဲ့အန်ကိုက်ဖြစ်ဖို့စီစဉ်မယ်ခွဲစိတ်မှုအတွက်လည်းပြင်ဆင်မယ်ကုန်ကြစည်အပိုင်းကိုလည်းကျွန်တော်တို့ဘက်ကတွက်ချက်ပေးပါမယ်လို့ပြောတယ်ကုန်ကြစည်အကြောင်းပြောတဲ့အခါမှာတော့ဆရာဝန်ကြီးဝမ်ဟာကျွန်တော်ဘက်ကိုအလိုလျောက်လက်ကြည့်လာတယ်သူဟာကျွန်တော်ကိုသူမရဲ့ချစ်သူတပတ်လုံးစာရွက်စာတမ်းကိစ္စတွေနဲ့ငွေပေးချေမှုကိစ္စတွေအတွက်ဟိုပြေးဒီပြေးလုပ်ပေးနေတဲ့လူဆိုတာသိနေတာကိုကျွန်တော်ဘာမှပြန်မပြောဘဲငြိမ်နေလိုက်မိပေမဲ့စိတ်ထဲမှာတော့အတိတ်ဘဝကလူလူရန်ကျွန်တော်ကိုလမ်းခွဲခဲ့တဲ့အချိန်စီပြန်ရောက်သွားတယ်ပေါင်လျှောက်ကျမကိုဒီတိုင်းလွတ်ထားပေးလို့မရဘူးလားရှင်ကျမအတွက်ဆေးဖိုးတွေပေးပါလို့ကျမတောင်းဆိုခဲ့ဘူးလို့လားကျမကိုလာခဲ့ပါလို့တခါမှမပြောခဲ့ဘူးရှင်ကသာကျမကိုမမေးမမြန်းပဲဒါတွေအားလုံးအတင်းကျပ်လုပ်ခဲ့တာကျမဘယ်လိုခံစားရမလဲဆိုတာရှင်တခါတော့ရောထည့်စဉ်းစားပေးခဲ့ဘူးလားအခုရှင်မျက်နှာကိုမြင်နေရတိုင်းကျမမှာအပြစ်ရှိတယ်လို့ခံစားရပြီးနာကျင်ရတဲ့ဒီမှာတင်မဲ့အားလုံးကိုအဆုံးသတ်လိုက်ရအောင်ကျွန်တော်တို့ကြားမှာဘာအကျွေးမှမရှိတော့ဘူးလက်ရှိအခြေအနေကိုပြန်တတိဝင်လာချိန်မှာတော့ယူရူရန်ဟာကျွန်တော်စီကအဖြေကိုအတော်ကြာအောင်စောင့်နေခဲ့ပုံရတယ်ကျွန်တော်ဘာမှပြန်မပြောတာကိုမြင်တော့သူမကိုယ်တိုင်ဆရာဝန်ကြီးဝမ်ကိုဝင်ပြောလိုက်တယ်ကျမခွဲစိတ်မှုခံယူပါမယ်ပတ်စံကိစ္စကိုတော့ကျမဘာသာအဆင်ပြေအောင်စီစဉ်ပါမယ်ဆရာဝန်ကြီးကသူမကိုတစ်ချက်ကြည့်ပြီးကျွန်တော်ဘက်ကိုလှည့်ကြည့်တယ်ပြီးတော့ဘာမှမပြောတော့ပဲလူနာမှတ်တမ်းကိုပိတ်ပြီးအခန်းပြင်ထွက်သွားတော့တဲ့အခန်းတကားပိတ်သွားတဲ့စက္ကန့်မှာတင်တခန်းလုံးတိတ်ဆိတ်ချောက်ကတ်သွားတာပေါ့ကျွန်တော်စီမှာတခုခုထူးခြားနေတာကိုယူရူရန်ရိပ်မိသွားပုံရတယ်သူမကပဲအရင်စကားဆက်လိုက်တယ်ဒါဟာသူမအတွက်တော့တကယ်ကိုရှာရှာပပအပြုတ်မှုပဲပေါင်လျှောက်စိတ်မပူပါနဲ့ဒီခွဲစိတ်မှုကအဆင်ပြေသွားမယ်လို့ကျွန်မတကယ်ယုံကြည်နေတယ်အောင်မြင်မှာပါကျွန်မသိနေတယ်အတိတ်ဘဝတုန်းကကျွန်တော်သူမကိုအားပေးခဲ့တဲ့စကားလုံးတွေတိုင်းသူမစီကနေပြန်ကြားလိုက်ရတော့ကျွန်တော်မရေပဲမနေနိုင်တော့ဘူးဟောမင်းမှာဒီလိုတက်တိမျိုးရှိလိမ့်မယ်လို့မထင်ထားမိဘူးကောင်းပြီလေလှုပ်ချင်တာလှုပ်ပါငါလည်းလှုပ်เสียလေးတွေရှိသေးလို့နောက်မှတွေးကြတာပေါ့ကျွန်တော်တကားဖွင့်ပြီးထွက်လာခဲ့တယ်ကျွန်တော်ချက်ချင်းထွက်သွားလိုက်လို့ယူယူရန်ခဏတော့ကြောင်သွားပုံရတယ်ကျွန်တော်ပြောလိုက်တဲ့စကားနောက်ွယ်မှာတခုခုရှိနေတယ်လို့သူမခံစားလိုက်ရပေမဲ့ပြန်လည်မွေးဖွားလာခြင်းရဲ့ပီတိတွေကအဲ့ဒီအတွေ့ကိုဖုံးလွှမ်းသွားခဲ့တယ်အတိတ်ဘဝတုန်းကဆိုရင်အခုလိုအချိန်မှာကျွန်တော်ဟာသူမရဲ့ခွဲစိတ်မှုအတွက်ပတ်စံတွေကိုအသေးအတန်လိုက်ရှာနေမှလေသူကငါ့အပေါ်မှာအရင်ကဒီလောက်တောင်ကောင်းခဲ့တာအခုလည်းငါစကားကိုတခြားတွေးမှမဟုတ်ပါဘူးလို့သူမထင်နေမှာပေါ့ပြန်လည်မွေးဖွားလာရတာတကယ်ကိုကောင်းတာပဲမဟုတ်လားယူရူရန်ဟာကရင်ဘေးကဖုန်းကိုယူလိုက်ပြီးသူမမှတ်မိနေတဲ့ဖုန်းနံပါတ်တွေထဲကနေခွန်ကောလို့အမည်ပေးထားသူစီတငယ်ချင်းအဖြစ်အနံကြောင်အချက်ပြစာပို့လိုက်တယ်စာသားရမယ့်နေရာကိုအကြာကြီးကြည့်နေပြီးမှခွန်ကောရှင့်အကြောင်းကျမအိမ်မက်မက်တယ်လို့တကြောင်လဲရိုက်ပို့လိုက်တယ်တမိနစ်တောင်မပြည့်ခင်မှာပဲတစ်ဖက်ကလက်ခံလိုက်ပြီးလို့ပြန်ပို့လာတဲ့ယူရူရန်ဟာပြုံးမပြဲနိုင်အောင်ဖြစ်သွားပြီးရှင့်နာမည်ကအေခွန်းရှင့်မှာဆိုင်ကယ်တစ်စီးရှိတယ်တောင်တက်လမ်းတွေမှာဆိုင်ကယ်စီးရတာဝါသနာပါပြီးမြို့ရဲ့အနောက်ဘက်မှာနေတယ်ဟုတ်တယ်မလားကျမအိမ်မက်ကတကယ်ကိုထင်ထင်ရှားရှားပဲရှင်ကအနက်ရောင်သားရေချာခင်ဝတ်ထားပြီးပြုံးလိုက်ရင်ပါးချိုင်တစ်ဖက်ပါတယ်ပြီးတော့ကျမကိုတနေ့ကျရင်ဆိုင်ကယ်လိုက်ပို့မယ်လို့ပြောခဲ့တယ်လေလို့အလင်းအမြန်ရိုက်ပို့လိုက်တယ်တစ်ဖက်ကအကြာကြီးတိတ်ဆိတ်သွားတော့လူလူရန်ရင်တထိတ်ထိတ်ဖြစ်နေတာပေါ့ဒါဟာလောင်းကြီးတစ်ခုမှန်သူမသိပေမဲ့အေခွန်းလိုလူမျိုးကဒီလိုထူဆန်းပြီးရင်ခုန်စရာကောင်းတဲ့အကြောင်းအရာတွေကိုစိတ်ဝင်စားတတ်မှန်သူမသိနေတဲ့နောက်ဆုံးတော့အေခွန်းကမင်းကရှေ့ဖြစ်ခေါ်တဲ့သူလားလို့ပြန်ပို့လာတယ်အဲ့ဒီနောက်ပိုင်းမှာတော့သူတို့နှစ်ယောက်ဟာတတွတ်တွတ်နဲ့စကားတွေပြောဖြစ်ကြတော့တယ်ဆိုင်ကယ်အကြောင်းကနေခီးသွားတဲ့အကြောင်းခီးသွားတာကနေဘဝအကြောင်းကနေအိမ်မက်တွေအကြောင်းပေါ့အတိတ်ဘဝကအမှတ်ရချက်တွေအပြေအဝရှိနေတဲ့လူလူရန်ဟာအေခွန်ဘာကြားခြင်းလဲဆိုတာကောင်းကောင်းသိနေတာပေါ့သူမမဖျားခင်တုန်းကတပ်ပုံတပုံကိုလည်းပို့ပေးလိုက်သေးတယ်ဒီလိုနဲ့သူတို့ကြားကဆက်ဆံရေးဟာတရက်အတွင်းမှာတင်အရှိန်ဟုန်နဲ့တိုးတက်လာပြီးနောက်2လမှာအတူတူခီးသွားဖို့အထိတိုင်ပင်ဖြစ်သွားကြတယ်သူမမှာကူလို့မရတဲ့ယောဂရှိနေတဲ့အကြောင်းကိုတော့လုံးဝထည့်မပြောခဲ့ဘူးသူမစိတ်ထဲမှာတော့ကျွန်တော်ကပတ်စံတွေရှာပေးပြီးခွဲစိတ်မှုကိုစီစဉ်ပေးလိုက်မယ်သူမပြန်ကောင်းလာဖို့ကအချိန်တစ်ခုပဲလိုတယ်လို့တွက်ထားတာကိုအဲ့ဒီအချိန်မှာကျွန်တော်ကတော့မြို့ပြင်ကိုထွက်ခွာမဲ့အမြန်ရထားပေါ်ရောက်နေပြီးရထားပေါ်မှာကျွန်တော်ကဖုန်းနောက်ကျောမှာကတ်ထားတဲ့ဘန်ကက်လေးကိုခွာလိုက်တယ်ကတ်နောက်ကျောမှာကနန်းအချို့ရေးထားတယ်အဲ့ဒါကကျွန်တော်ရဲ့စုဆောင်းငွေပမာဏပဲ
မိဘတွေခြံထားခဲ့တဲ့တိုက်ခန်းဟောင်းကိုရောင်းထားတဲ့ပတ်စံကျွန်တော်ကားကိုရောင်းထားတဲ့ပတ်စံနဲ့ရှိသမျှအကူအညီတွေအကုန်တောင်းပြီးစုထားတဲ့ပတ်စံတွေပေါ့အတိတ်ဘဝတုန်းကတော့ဒီပတ်စံတွေဟာကျွန်တော်ရဲ့ဘဝတစ်ခုလုံးပဲအဲ့ဒီတုန်းကတခြားတစ်ယောက်အတွက်မျက်တောင်တစ်ချက်မခတ်ပဲအကုန်ပေးဆက်ခဲ့တာကိုတွေးမိတိုင်းအခုတော့ရင်ထဲမှာဟာသွားမိတယ်ကျွန်တော်အဲ့ဒီကက်ကိုအင်ဂျီအတွင်းအိတ်ထဲမှာလုံအောင်ပြန်ထည့်လိုက်တယ်ဒီတစ်ခါတော့ဒီပတ်စံတွေကိုကျွန်တော်ဘဝအသေးရေးဖို့အတွက်ပဲသုံးတော့မယ်တိတ်မကြခင်မှာပဲမြို့တစ်မြို့ကိုရောက်သွားပြီးကျွန်တော်ရဲ့ဝမ်းကွဲညီအိတ်စတန်ကဘူတာယုံမှာလာကြုံနေတယ်သူကပေါင်လျှောက်မတွေ့ရကြပြီပဲမင်းတော်ပိန်သွားတာပဲလားလို့နှုတ်ဆက်တယ်ကျွန်တော်ကလည်းအေးကွာအရင်တုန်းကမင်းစီကချေးထားတဲ့1000ကိုဒီနေ့ပြန်ပေးမလို့ပြောလိုက်တယ်သူကတော့အားနာပြီးအေးဆေးပါကွာလိုနေသေးရင်ထားလိုက်ပါဦးလို့ညှင်းရှာတယ်ကျွန်တော်တို့အပြင်ပန်းမှာစကားတွေပြောနေပေမဲ့စိတ်ထဲမှာတော့ကျွန်တော်ရဲ့အစီအစဉ်ကိုအကြိမ်ကြိမ်ပြန်စဉ်းစားနေမိတယ်အချိန်က2026ခုနှစ်ဖေဖော်ဝါရီ17ရက်နေ့လူလူရန်ရဲ့မတော်တဆမှုကဧပြီလလယ်မှာဖြစ်မှာဆိုတော့နောက်ထပ်2လပဲလိုတော့တယ်ကျွန်တော်ကနီးပညာနယ်ပယ်မှာကျွမ်းကျင်တဲ့အိတ်စတန်ကိုစကားဆန်းလိုက်တယ်ဟေးမင်းပြောဖူးတဲ့ကျန်းကူညံရည်တူကုမ္ပဏီအခြေအနေဘယ်လိုလဲသူကရေးပြီးမင်းလဲဒါတွေကိုစိတ်ဝင်စားနေတာလားဟုတ်တယ်အခုအဲ့ဒါကတကယ်ကိုခစ်အစားဆုံးပဲကုန်ကြစရိတ်ကတစ်စက္ကန့်ကိုတစ်ချက်လောက်ကျတင်တာပေမဲ့အခုတော့သူတို့ကဈေးလျှော့ပေးနေတာအလကားနီးပါးသုံးလို့ရတယ်လို့ရှင်းပြတယ်ကျွန်တော်ကထပ်မေးတယ်ဒါဆိုသူတို့ကအရှုံးခံပြီးလုပ်နေတာပေါ့သူကခေါင်းငိမ့်ပြီးအေးပေါ့အခုလောလောဆယ်တော့အသုံးပြုသူများများရအောင်လုပ်နေတာလူတွေဆွဲသွားပြီးဆိုမှဈေးတင်မှာပေါ့ဤပညာကုမ္ပဏီတွေရဲ့ထုံးစံအတိုင်းပဲလေးတဲ့ဒါဆိုအခုအဲ့ဒီအသုံးပြုခွင့်တွေကိုအများကြီးဝယ်ထားပြီးဈေးတက်လာမှပြန်ရောင်းရင်ရောလို့ကျွန်တော်ကထပ်ပြောတော့သူကရေပြန်တယ် theory ရတော့ဟုတ်တာပေါ့ဒါပေမဲ့တခြားပြိုင်ဘက်ကုမ္ပဏီတွေပေါ်လာရင်တော့အရင်ပြုတ်မှာပေါ့ကွာကျွန်တော်လည်းပြုံးပြီးခေါင်းငိမ့်လိုက်မိတယ်သူပြောတာမှန်ပေမဲ့ကျွန်တော်မှာတော့အတိတ်ကအတွေ့အကြုံတွေရှိနေတာလေကျွန်တော်ဟိုတယ်တစ်ခုမှာတဲပြီးလက်တော့ကိုဖွင့်ကအလုပ်ဆော့တဲ့ကျန်းကူညံရည်တူးရဲ့အသုံးပြုခွင့်လက်မှတ်တွေကိုတစ်ခုကို3000လုံးနဲ့ကျွန်တော်မှရှိသမျှစုဆောင်းငွေတွေအကုန်ပုံဝေါ်ပြီးဝယ်လိုက်တဲ့အတိတ်ဘဝကအချက်လက်တွေရဧပြီလလယ်လောက်မှာဘယ်ပြိုင်ဘက်မှာပုံမလာခဲ့ပဲအသုံးပြုခွင့်ဈေးနှုန်းတွေကအစမတန်တက်သွားမှကျွန်တော်တေချာပေါက်မှတ်မိနေတယ်ဧပြီလရောက်တဲ့အခါမှာတော့ကျွန်တော်ညီပြောသလိုပဲကုမ္ပဏီကဈေးတွေတင်လိုက်တော့တာပဲအသုံးပြုခွင့်လက်မှတ်တစ်ခုရဲ့တန်ဖိုးက2000ကျော်အထိဖြစ်သွားပြီးကျွန်တော်ဝယ်ထားတဲ့ဈေးထက်80နီးပါးတက်သွားတယ်ကျွန်တော်ရဲ့စုဆောင်းငွေ9သိန်းဟာအခုဆိုရင်340လောက်ဖြစ်သွားပြီးဒါဟာချမ်းသာတဲ့လူတွေအတွက်တော့တိတ်မများပေမဲ့ဘာမှမရှိတဲ့ကျွန်တော်အတွက်တော့ခြေကုပ်ယူဖို့လုံလောက်တဲ့ပမာဏပဲအလုပ်တွေကုန်ပြီးသွားတော့ကျွန်တော်နေထိုင်ရာမြို့ကိုပြန်လာခဲ့တယ်ယထာဘော်ကဆင်းလိုက်တဲ့စက္ကန့်မှာပဲဆေးရုံကဖုန်းဆက်လာတယ်ဟဲ့လို့လူလူရန်ရဲ့မိသားစုဝင်လာခင်များလို့မေးတော့ကျွန်တော်ကမှားဆက်တာပါလို့တူတူတုတ်တုတ်ပြောပြီးဖုန်းချလိုက်တယ်2မိနစ်တောင်မပြည့်ခင်မှာပဲလူလူရန်စီကဖုန်းဝင်လာတယ်။ပေါင်လျှောက်ခွဲစိတ်ဖို့ပတ်စံတွေဘယ်မှာလဲတဲ့